တော်လူရှင်ပါလားအိမ်တော်လူရှင်ရဲ့ပြီးလို့ရှင်နှစ်ပုံနဲ့စစ်နှစ်ပုံနဲ့စစ်ပါလားနှစ်ပုံနဲ့စစ်ကြမယ်ဟုတ်ပြီဓာတ်ပုံတစ်ပုံလို့ဓာတ်ပုံအဲ့ဓာတ်ပုံတစ်ပုံလို့လေအဲ့ပြီးသွားလို့ရှင်ဒါဆိုရင်တော့ရပါပြီနော်ဒီမှာဖောင်းဒီမှာရိုးဖောင်းဖြစ်နော်ဒီဖောင်းနဲ့ဖောင်းဖြစ်မယ်ဒီမှာဖောင်းဖြစ်ဒီမှာဓာတ်ပုံကတ်မယ်နော်ပြင်ဖောင်းဖြစ်ပြီးဖောင်းဖြစ်ပြီးသွားလို့ရှိရင်ဖုန်းမှာပြီးတက်ယူမယ်နော်ပြီးယူပြီးလို့ရှိရင်ဟိုမှာထဲထဲမှာပြီးထဲထဲဝန်ထမ်းဆရာမတွေဒီလိုအပ်တာဆက်လုပ်နေနော်ဟုတ်ပြီဒီကနေတော့ဒီမှာဖောင်းဖြစ်ပြီးအဲ့ကိုသွားလို့ရတယ်နော် passport အသက်ရှောင်းမဲ့လူတွေနော်ဒီရုံးမှာရှောင်းမဲ့လူတွေစာအုပ်ကန်လာတဲ့လူတွေခဲအောင်ကန်လာတဲ့လူတွေအသက်ရှောင်းမဲ့ဆိုရင်ဒီမှာတစ်ရှိရမှာတော့ကိုယ့်ရဲ့မပုတ်တင်မြန်မာနိုင်ငံသားမပုတ်တင်ရှိရမယ်နောက်တစ်ခုကအိမ်တော်စုစီရှိနေရမယ်မိတ္တူလဲရတယ်နော်မိတ္တူလဲရှိနေရမယ်နောက်ပြီးတော့ဓာတ်ပုံတလက်မပုံလားတလက်မပုံလဲရှိနေရမယ်အဲ့ဒီသုံးမျိုးစုံပြီးဆိုရင်ဖောင်ဖြစ်မယ်ဖောင်ဖြစ်ပြီးတော့တစ်စစ်မှာသူကစစ်ဆေးလိုက်သွားမယ်စစ်ဆေးပြီးလို့ရှိရင်နောက်ဆုံးဒီရှိမှာဒီကောင်တာမှာကျတော့သူကမျက်စိစကန်လေးရိုက်တယ်ပြီးရင်လက်မလေးထိုးတယ်ပြီးရင်လက်မနှိပ်တယ်လက်နှစ်ချောင်းနှစ်ဖက်လုံးနှိပ်တယ်โอเคပြီးတဲ့ခါကျမှဒီမှာစစ်ဆေးပြီးမှဒီ UC က slip လေးတစ်ရုပ်ထွက်လာတယ်ဒီ slip လေးထွက်လာပြီဆိုမှမပုံတင်နဲ့အချက်လက်တူလားမတူလားဆိုတော့ပြန်စစ်ဆေးပြီးမှဟုတ်ပြီဆိုရင်ဒီကောင်ထွက်ပြီးတာနဲ့တော့တလားခွဲနှစ်လထိကြာမယ်အဲ့မှာကိုယ့်ရဲ့ဒီနံပါတ်ကိုအဓိကအရေးကြီးရတော့ကိုယ့်ရဲ့ဒီနံပါတ်ကလေးကဟုတ်ကဲ့အရေးကြီးတယ်အဓိကpassport ကြာလာပြီလားကြာမလားသိချင်လို့ရှိရင်ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပြီးရတယ်မေးမြန်းနိုင်တယ်ပြီးလို့ရှိရင် Facebook page ပေါ့နော် Facebook page in Thailand အဲ့ဒီမှာလည်းလာပြီးတော့ကြီးညာပေးထားတဲ့ဒီနံပါတ်ဆိုတာအဲ့ဒီမှာလည်းဝင်ကြည့်လို့ရတယ်ပေါ့နော်โอเคဒါပထမအဆက်ဒါတော့ဒါတစ်ခြားတော့တင်ထားတဲ့အဆင်ပြီးသွားပြီပေါ့နော်ဟုတ်ကဲ့အဲ့တော့ညီမที่ต้องการจะเปลี่ยนพาสปอร์ตสีแดงต้องมี CI แล้วก็มีพาสปอร์ตสีม่วงเท่านั้นนะคะ1ใช้บัตรประชาชนพม่า2ทะเบียนพม่าทะเบียนบ้านของที่ประเทศพม่าแต่ต้องเป็นตัวสำเนาก็ได้ค่ะแล้วก็รูปถ่าย1 นิ้ว1 ใบหลังจากนั้นมากรอกข้อมูลที่ทะเลไทยนะคะเสร็จแล้วตรวจสอบข้อมูลเสร็จมันก็จะมีขั้นตอนการสแกนม่านตาพิมพ์ลายนิ้วมือแล้วก็เซ็นชื่อหลังจากนั้นมันจะมีใบสลิปออกมา1 ใบในใบสลิปเนี่ยมันจะมีข้อมูลตามบัตรประชาชนพม่าถ้าเราจะเช็คข้อมูลตรงหรือไม่ตรงเราก็จะมาดูบัตรประชาชนของตัวเองว่าข้อมูลที่ออกมาจากในเอกสารฉบับนี้ว่าตรงกับในบัตรประชาชนของเราไหมเช็คครบแล้วถ้าตรงกันโอเคหลังจากนั้นก็1 เดือนถึง 2 เดือนเราสามารถติดต่อทางโทรศัพท์โทรมาเช็คว่าเลขรหัสตรงนี้ไอ้ที่เขาออกให้พาสปอร์ตเราจะมาทำขั้นตอนที่2ได้หรือยังพาสปอร์ตจะทำได้หรือยังแล้วก็เข้าไปดูในเว็บไซต์Facebook LA Thailand ก็ได้ค่ะကျွန်မအခုပထမခါတော့ကျွန်မ6 လတင်လာတာကျွန်မ6 လကြာလားမကြာလားဆိုတော့ကျွန်မဖုန်းနဲ့လမ်းပြီးတော့စစ်တာကိုလမ်းထိုးပြီးခဲ့ပြီးစစ်သားပြောတဲ့နံပါတ်ကြပြီးပြီးတော့ Facebook ထဲမှာလည်း LA Thailand ထဲမှာလည်းဝင်ကြည့်လို့ရပါတယ်ဝင်ကြည့်တဲ့အချိန်မှာကျွန်မနံပါတ်ကြာတာနဲ့ဒီဟိုကပေးထားတဲ့ဒီစာရွက်လေးရဲ့ဒီစာရွက်လေးကန်ပြီးတော့ကျွန်မ7-Eleven မှာပတ်စံသွားရှင်းပါတယ်ပတ်စံရှင်းပြီးတဲ့နောက်ပိုင်းမှာဒီ slip 7-Eleven က slip လေးပေးထားတာကိုရတယ်ရပြီးတဲ့နောက်ပိုင်းဒီစာရွက်လေးနဲ့ကျွန်မဒုတိယခေါက်စင်တာကိုပြန်လာပြီးတော့ကျွန်မ ID card ထည့်ဖို့ ID card ရဖို့အတွက်ကကျွန်မထပ်ပြီးတော့စောင့်လာတယ်တင်ရသေးတယ်ပေါ့နော်ဟုတ်တယ်နော်ဟုတ်လားနောက်ထပ်တင်ပြီးတော့ ID card လေးရတယ် ID card လေးရပြီးတော့ passport လေးရတယ်အဲ့ဒီလေးမှာ passport ရပြီးတာနဲ့ passport နဲ့ ID card နဲ့ရပြီးတာနဲ့
ကျမရဲ့စာအုပ်အဟောင်းမှာရှိတဲ့ဗီဇာကိုတစ်ခါစာအုပ်အသစ်တန်းကိုထပ်ပြောင်းရပါတယ်ထပ်ပြောင်းတာလည်းကိုလုံးလုံးတဲ့မြေပံမှာပေါ့နော်လာဘကမှာပဲထိုင်ပြီးတော့ပြောင်းလာဖြစ်ရနော်อันนี้ก็คือจะพูดภาษาไทยรอบนึงนะคะรอบแรกเรามาทำพาสปอร์ตเราต้องได้รหัสอันนี้ไปพอได้แบบฟอร์มรหัสนี้ไปปุ๊บเนี่ยภายใน1 เดือนถึง2 เดือนครึ่งเราก็โทรเช็คที่ Facebook Airways Thailand เราก็โทรมาเช็คที่เซ็นเตอร์ว่ารหัสของเราสามารถมาดำเนินการรอบที่2ได้หรือยังพอมีรหัสของเราปุ๊บเนี่ยเราก็ไปจ่ายตังค์ที่เซเว่นแถวบ้านตรงไหนก็ได้ค่ะเซเว่นพอได้ใบสลิปแล้วเราก็ถือสลิปที่จากเซ็นเตอร์ให้ไว้ก็มาจับคู่กันแล้วก็มาขอ ID การ์ดก่อนที่จะได้ ID การ์ดเนี่ยเราก็กรอกข้อมูลรอบที่2นะคะกรอกข้อมูลรอบที่2แล้วจะได้ ID การ์ดแล้วก็พาสปอร์ตพอได้มาแล้วเราก็จะเอาวีซ่าจากเล่มเก่าเนี่ยย้ายมาที่เล่มใหม่ภายในก่อนหมดอายุวีซ่าค่ะ